Hello အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကတော့မိသားစုကိုတစ်ခါမှမစားဘူးသေးတဲ့မန္တလေးမိရှိလေးလုပ်ကြွေးပါမယ်ရှင်။မန္တလေးမှာအထမ်းလေးတွေနဲ့ရောင်းနေလို့သိရတယ်ပေါ့နော်။အထမ်းမိရှိလို့လည်းခေါ်တယ်လို့သိရပါတယ်ရှင်။မိသားစုတွေတစ်ခါမှမစားဘူးသေးတာမို့လို့ဒီနေ့တော့မန္တလေးအထမ်းမိရှိလေးကိုလုပ်ကြွေးပါမယ်။သူကမုံငင်းချင်နဲ့လိုက်တာပေါ့နော်။အိမ်မှာတော့ကင်ချီစိန်ထားတာလေးရှိလို့ကင်ချီချင်းလေးနဲ့ပဲတွဲစားပါမယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးနော်။အရင်ဦးဆုံးချက်အယိုး30သားကိုဗနီဂါရှာလက်ခါရည်နဲ့ပေါ့နော်45မိနစ်လောက်စိမ်ထားလိုက်ပါမယ်ရှင်။ထမ်းမိရှိရဝက်သားနဲ့အသုံးပြုပေမဲ့ကျမတို့ကဝက်သားမစားတော့ကြက်သားနဲ့ပဲအသုံးပြုပါတယ်။ပြီးသွားရင်ကြက်သားအသားတုံးကြီးပဲ40သားကိုလည်းရှာလက်ခါရည်ရဲ့စားရည်နဲ့နေပြီးတော့ဆေးပါမယ်ရှင်။ကြက်သားမှာရောအယိုးမှာရောအညစ်အကြေးလေးတွေရှိမှာဆိုလို့ပေါ့နော်ကျမတို့ရှာလက်ခါရည်နဲ့ဆေးခြင်းဖြစ်ပါတယ်ရှင်။အယိုးကတော့45မိနစ်လောက်နှက်ထားပါတယ်အသားကတော့စားနဲ့ရှာလက်ကားကြီးနဲ့နေပြီးတော့ရေးနဲ့အထက်ထပ်ပေါ့နော်ရှာလက်ကားကြီးအနှံ့လုံးဝပြောက်တဲ့အနေထားလောက်ဒီဆေးပေးပါမယ်ရှင်ကြက်သားကိုဆေးပြီးရေးစစ်ပြီးရင်တော့ကြက်သွန်ဖြူနဲ့ချင်းလေးကိုအနှင်းငယ်အသုံးပြုပါမယ်ဒီကြက်သွန်ဖြူနဲ့ချင်းလေးကကြက်သားနဲ့ကြက်ရိုးပြုတ်တဲ့ခါကျရင်အသုံးပြုမှာဖြစ်ပါတယ်ရှင်ကြက်ရိုးကိုလည်းတေချာရိမ်နဲ့တန်ရှင်းစစ်ကြအောင်စီကြောပြီးပြီဆိုရင်တော့ကြက်သားရဲ့ကြက်ရိုးရဲ့ထဲကိုခုနကတပြားရိုက်ထားတဲ့ကြက်သွန်ဖြူရဲ့ချင်းလေးရဲ့ထဲပါမယ်ငရုတ်ကောင်းနဲ့စားထမင်းစားစိုးတစုံစီထည့်ပြီးတော့ကြက်သားလေးနူးဣသွားတဲ့အနေထားလောက်ထိပြုတ်မယ်ပေါ့နော်ကြက်သားလေးကိုအရင်ဆုံးနူးဣအောင်ပြုတ်ပါမယ်အယိုးကတော့ကြက်ကြားလေးပြုတ်မှာဖြစ်ပါတယ်ရှင်အပေါင်းပစ္စည်းလေးတွေထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျမတို့တွေကြက်သားလေးကိုပြုတ်လိုက်ပါမယ်ကြက်သားလေးနူးဣသွားပြီဆိုတော့မှကြက်သားကိုဖယ်မှာဖြစ်ပါတယ်ရှင်ခုဆိုရင်တော့ကြက်သားကနူးဣသွားပါပြီကြက်သားနူးဣသွားပြီဆိုရင်တော့ကြက်သားကိုဖယ်ပြီးတော့အေးခဏမှာပဲအယိုးကိုကတော့3နာရီကြာလောက်ထိကျမတို့ဆက်ပြီးပြုတ်သွားလိုက်ပါမယ်ရှင်ချက်အယိုးကိုပြုတ်နေတော့မှပဲပင်းငပိ30သားလောက်ကိုချက်ပါမယ်။ပင်းငပိတွေကိုရေထည့်ပြီးတော့ဒီရေလေးတွေခမ်းသွားတဲ့အနေထားလောက်ထိကိုချက်ပါမယ်ရှင်။ဒီမှာသုံးတဲ့ပင်းငပိကတော့အငံသုံးထားပါတယ်ရှင်။ပင်းငပိတွေကိုထည့်ထားတဲ့ရေလေးတွေခမ်းသွားပြီးတော့ပေါ့နော်။ပြပြနစ်နစ်အနေထားလောက်ထိကိုချက်သွားပြီးလိုက်ပါမယ်ရှင်။ခုဆိုရင်တော့ရေတွေမကြံတော့ဘူးပေါ့နော်။ဒါဆိုရင်ဒီအနေထားလောက်ဆိုရပါပြီရှင်။ပြီးသွားရင်တော့တရုတ်နန်နန်နဲ့ကြက်သွန်ဖြူသုံးပါမယ်ကြက်သွန်ဖြူကတော့အလုံးကြီးလေးပေါ့နော်3လုံးလောက်သုံးပါတယ်တရုတ်နန်နန်ကတော့အစည်းသေးလေး2စီးသုံးပါတယ်ရှင်ကြက်သွန်ဖြူလေးတွေကိုတပြားရိုက်ပြီးတော့နှုတ်ဆင်ထားပါမယ်ပြီးသွားရင်တရုတ်နန်နန်ကိုလည်းနှုတ်ဆင်ပါမယ်ရှင်ဒါကတော့အထမ်းမရှိမှသုံးမဲ့စားငံရည်ပြုလုပ်ဖို့ပါရှင်စားငံရည်အတွက်ကတော့ကြက်သွန်ဖြူနဲ့ကြက်သွန်မိန်နှုတ်ဆင်ထားတာလေးအသုံးပြုပါတယ်ပြီးတော့စားကိုလက်ဖက်စားစွန်းတစ်စွန်းအသုံးပြုပါတယ်ရေကိုကတော့100မlထည့်ပါတယ်ပြီးတော့တေချာလေးရောသမမွေတော့အောင်မွေလိုက်ပြီဆိုရင်တော့အထမ်းမရှိမှအသုံးပြုမဲ့စားငံရည်လေးရသွားပါပြီရှင်အထမ်းမရှိအတွက်စားငံရည်ပြင်ဆင်ပြီးပြီဆိုလို့ရှိရင်တော့ပြုတ်ထားတဲ့ကြက်သားလေးတွေကိုအေးခံထားတာလေးအေးသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့တချို့တစ်ဝက်ကိုကတော့ကိုကြိုက်နေတဲ့အနေထားလေးတွေလှိဖြတ်ပါမယ်တချို့တစ်ဝက်ကိုကတော့ကြက်သားလေးတွေကိုအသားလေးညှွှန်ထားလိုက်ပါမယ်ရှင်ဒီနေရာမှာဝက်သားနဲ့လုပ်တဲ့သူတွေကလည်းဒီပုံစံတိုင်းပဲပေါ့နော်သူကတော့ဝက်သားကတော့ဝက်အခောက်လေးတွေပါတော့လက်ဝက်ခောက်ကလေးတွေလည်းသုံးလို့ရတယ်ပေါ့နော်ကြက်သားကိုအသားညှွှန်တာရောတုံးတာရောပြီးပြီဆိုရင်တော့စီနီချက်ပါမယ်စီ2ချက်ခွဲသားလောက်ထဲကိုငွေသီးစိမ့်မုံနှစ်ကထမင်းစားစွန်း2စုံအသုံးပြုပါတယ်မြို့သီးခွဲချက်မုံလည်းထမင်းစားစွန်း2စုံအသုံးပြုပါတယ်ပြီးွားရင်5မျိုးဆက်မဆလာကိုလည်းထမင်းစားစွန်း2စုံအသုံးပြုပါတယ်ရှင်ကျမတို့အိမ်မှာမြို့သီးစိမ့်မုံအနှစ်ကအစင်သက်ရှိနေရမို့အနှစ်သုံးလိုက်တာပါနော်ဒီနေရာမှာအမှုတ်သုံးခြင်းလည်းရပါတယ်မြို့သီးစိမ့်မုံနဲ့မြို့သီးခွဲချက်မုံ5မျိုးဆက်မဆလာအသုံးပြုလို့ရှိရင်လည်းရပါတယ်နော်ဒီစီနီလေးကလည်းမန္တလေးအထမ်းမိရှိအတွက်ကအသက်ပဲပေါ့နော်ဒီစီနီလေးကြောက်ပဲအယောင်လှပပြီးတော့စားလို့ကောင်းတာပါရှင်ချက်ရတာလည်းမခက်ဘူးပြီးတော့လည်းမဆလာနှက်လေးနဲ့ဆိုလို့တအားလေးမှုပြီးတော့စားလို့အရန်ကောင်းပါတယ်စီမီချက်ပြီးပြီဆိုလို့ရှိရင်တော့အထမ်းမရှိအတွက်ကိုကော်ရည်ပြုလုပ်ပါမယ်။ပြောင်းကော်မုတ်ထမင်းစားစွန်း3စွန်းစံမုတ်ထမင်းစားစွန်း3စွန်းတွေကိုရေ200 ml လောက်ထည့်ပြီးတော့မပြစ်မကျဲလေးဖြောထားလိုက်ပါမယ်ရှင်။ရေနဲ့ဒီအမုတ်ကလေးနဲ့တသားလေးဖြစ်သွားအောင်တည်တည်ကြကြလေးဖြောသွားပေးလိုက်ပါမယ်ရှင်။
ကိုရီဖြူရာလေးကလည်းအစင်းသစ်ဖြစ်သွားပြီဆိုလို့ရှိရင်တော့ရေ300 ml လောက်ကိုစူပွက်လာအောင်ကျိုးလိုက်ပါမယ်ရှင်ရေနွေးတူထားတာလေးကစူပွက်လာပြီဆိုရင်တော့ခုနကဖြော်ထားတဲ့မုံနှီးကြီးလေးကိုလောင်းထည့်လိုက်ပါမယ်ရှင်မုံနှီးကြီးလောင်းထည့်တဲ့အချိန်မှာလည်းတည်တည်ကြကြလေးဒီမုံနှီးကြီးကိုထပ်ပြီးမှွေပြီးတော့ဖြည်းဖြည်းချင်းလောင်းထည့်သွားရပါတယ်နော်ပြီးွားရင်တော့ရောင်းမလေးနဲ့အဆက်မပြတ်မှွေသွားရပါတယ်မီးအလဲလက်လေးပဲထားပါတယ်နော်ကောအနှစ်လေးကစီစီပမိုင်လေးနဲ့ပြပြနဲ့လေးဖြစ်လာပြီဆိုရင်တော့ရသွားပါပြီ။ပြီးပါရင်ဂျုံကြော်ဖို့အတွက်ပြင်ဆင်ပါမယ်။စံမုတ်ထမင်းစားစွန်း၄စွန်း၊ဂျုံမုတ်ထမင်းစားစွန်း၄စွန်းနဲ့ကိုစားတစ်ပတ်စားစွန်းတစ်ဝက်လောက်ထည့်ပြီးတော့ပေါ့နော်။တေချာရောသမမွေသားအောင်မှွေလိုက်ပါမယ်။ပြီးတော့မှရေနည်းနည်းချင်းစီထည့်ပြီးတော့ဖြော်ပေးပါမယ်ရှင်။ဒီဂျုံလေးကကြော်မှာဖြစ်တဲ့အခါကျတော့ကျမတို့ရေနဲ့ပေါ့နော်ရေတွေအများကြီးနဲ့ဖြော်စရာမလိုပါဘူး။ရေနည်းနည်းစီထည့်ပြီးတော့မုတ်သားလေးကိုနှဲသွားပေးရမှာဖြစ်ပါတယ်ရှင်။မုတ်သားနေတာရသွားပြီဆိုလို့ရှိရင်တော့ကျမတို့ကစော်ရာမုတ်မထဲတဲ့အတွက်ဒီမုတ်သားလေးကို1နာရီလောက်နှက်ထားပေးပါမယ်နော်မုတ်သားကို1နာရီလောက်နှက်ပြီးပြီဆိုရင်တော့အစီပူပူထဲမှာထည့်ကြော်ပါမယ်နေထားတဲ့မုတ်သားလေးတွေကိုဇုံးလေးနဲ့ခတ်ပြီးတော့ပေါ့နော်အဆင်ပြေတယ်လို့လေးကြော်ပါတယ်ရှင်မုတ်သားလေးတွေကိုရွှေညူရောင်တန်းတဲ့အနေထားလောက်ထိကြော်ပြီးသွားပြီဆိုရင်တော့စကားရဲစီစစ်ထားလိုက်ပါမယ်စီစစ်အေးခံထားတဲ့မုတ်သားလေးတွေကိုကကြီးနဲ့ကိုက်ပြီးတော့တစ်ခါစီနဲ့ပေါ့နော်ကျွတ်လေးဖြစ်အောင်ကြော်ပါမယ်ရှင်ပြီးသွားရင်တော့စကားလေးနဲ့ထည့်ပြီးတော့စစ်ထားလိုက်ပါမယ်ဂျုံကြော်လောက်ရတာလှုပ်ရှစ်တယ်ဆိုလို့ရှိရင်အီကြဝစ်ထည့်စားလိုက်ရပါတယ်နောက်ဆုံးမှာပဲပဲမောင်လေးရင်းနှီးဖြောပြရင်ရပါပြီမိရှိဘက်ကလေးဝယ်ရတာအဆင်မပြေတော့အလွယ်ကူနေနဲ့ပဲကျွန်မနန်းသေးဖက်ပေါ့နော်နန်းသေးဖက်လေးကိုပဲအသုံးပြုပါတယ်ဒီနန်းသေးကလည်းကျွန်တော်တို့မိရှိဖက်နဲ့တပုံစံနဲ့ပေါ့နော်မိရှိခေါက်ဆွဲဝယ်ရတာအဆင်ပြေတဲ့သူတွေကတော့မိရှိခေါက်ဆွဲကိုမပြုတ်ခင်မှာရေနဲ့စိမ့်ကြကြလေးစိမ့်ပြီးသွားလို့ရှင်ပြုတ်လို့ရှင်အဆင်ပြေပါတယ်ရှင်မန္တလေးမိရှိလေးစပြင်မှာတော့မယ်ရှင်မိရှိဖက်လေးကိုနေရတာအဆင်ပြေအောင်လို့ကြက်ပြုတ်ရည်ပူပူလေးလောင်းပြီးတော့နေပါမယ်ရှင်ကြက်ပြုတ်ရည်လောင်းထားတဲ့မိရှိဖက်လေးတွေကိုပါဝင်တဲ့ပစ္စည်းလေးတွေကိုတစ်မျိုးစင်းစီထည့်သွားလိုက်ပါမယ်ခေတာဆိုရင်တော့ရတာရှိပြီးရန်စားလို့ကောင်းတယ်မန္တလေးအထမ်းမိရှိလေးကတော့ရသွားပါပြီရှင်စိတ်ပြပြပြနဲ့ပြုတ်ထားတဲ့ကြက်ရိုးတွေကိုကကျမတို့တွေတရုတ်နန်းနန်းလေးထည့်ပြီးစားလိုက်လို့ရှိရင်လည်းထပ်ပြီးရှိနဲ့တွဲစားလို့ရတဲ့ဟင်းကားလေးတစ်မျိုးရမယ်ပေါ့နော်ကြက်ပြုတ်ရည်လေးကစိတ်မြင့်နေပြီးနဲ့ပြုတ်ထားတဲ့ခါကျတော့လေချိုပြီးတော့တော်တော်လေးတောက်လို့ကောင်းပါတယ်ကျမရဲ့ YouTube channel လေးကစားသောက်တဲ့ပတ်သက်တာတွေကိုစစမပြတ်တင်ဆက်ပေးပါမှာမို့လို့ကျမရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြပါအောင်လို့တောင်းဆိုပါရနော်ဗီဒီယိုတစ်လေးတင်လိုက်လဲအမြဲတမ်းသိရှိနေစေရန်အတွက်ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးကြပါအောင်နော်နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်ရှင်အားလုံးပဲ bye bye